ပြောဖို့တင်တာကွယ်လမ်းမေအမေလက်ကတော့တို့လက်သားလို့ပြောနေမယ်ဇလမ်းမေရှင်းလေးပတ်တော့ချမ်းမယ်ဇလမ်းမေကွာချင်လေးချတော့ကောင်းမယ်ဇလမ်းမေပေါ့စားစို့တို့ရဲ့တင်ကြံဇလမ်း